guys ဒီနေ့ပေါ်ကျွန်တော် announcement လေးတစ်ခုလုပ်ချင်တယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်ကိုနဲ့ကျွန်တော်ပတ်သက်ပြီးတော့ challenge ပြန်ခေါ်ချင်တာပေါ့နော်အင်္ဂလိပ်စာမှာပတ်သက်ပြီးတော့ဒီတိုင်းအခု landing 15 မိနစ်လောက်တာကမထိရောက်ဘူးလားဆိုတော့ထိရောက်တော့ထိရောက်သို့တော့ကိုတည်ရလေအဲ့ဒါအရန်ကိုအတွက် effective မဖြစ်နေဘူးလို့ကိုခံစားရတယ်day ကတော့ဒီနေ့နဲ့တွက်မယ်ဆိုရင်တော့ day က11ဖြစ်မယ်ပေါ့နော်17ရက်ဖြစ်ပေမဲ့ကျွန်တော်ကျွန်တော်သိကျဉ်းမှုမရှိနေဘူးအဲ့တော့ကျွန်တော်ဒီနေ့ကစပြီးတော့တော့မနေ့ဖြန်စမယ်ပေါ့ဒီနေ့က73ရက်နေ့17လပိုင်း2025အဲ့အတွက်မနေ့ဖြန်စပြီးတော့ကျွန်တော်experiment တစ်ခုလုပ်မယ်အဲ့ဒါဘာလဲဆိုရင်listening time ဆိုတဲ့ YouTube channel ပေါ့နော်အဲ့ YouTube channel တွေကနေပြီးတော့သူ့မှာကသူက level တွေအဲ့လို listening ပတ်သက်ပြီးတော့ A1 A2 B1 B2 ဆိုပြီးအဲ့လိုခွဲပေးတာအဲ့မှာကျွန်တော် level test ကို select လိုက်တဲ့အချိန်မှာ honestly ပြောရမယ်ဆိုရင်တော့B1 ကြားလိုက် B1 မှာပဲရှိတယ်ပေါ့အဲ့တော့ကျွန်တော်ပို့ပြီးတော့ကိုလည်းfluency လည်းဖြစ်ချင်တယ်အဲ့တော့ကျွန်တော် A1 နေပြီးတော့ပဲစမယ် A1 video ကစုစုပေါင်းကို58ပုတ်လောက်တော့ရှိမယ်နဲ့တူတယ်အဲ့ဥစားကျွန်တော်တနေ့ဟိုတင် step by step လုံးနဲ့ပဲသွားချင်တယ်ဒီနေ့တစ်ပုတ်ကိုပဲရွှေ့ပြီးတော့ပထမအဆုံးချိန်မှာ listening လုပ်မယ် second ဒုတိယချိန်မှာဘာလုပ်မလဲဆိုရင်share on ပေါ့တချောင်းရက်မယ်ရက်ပြီးတော့ share on လိုက်လုပ်မယ်တတိယချိန်မှာပြန်ပြီးတော့သူပြောတဲ့ဥစ္စာကိုသူနဲ့အတူတူပေါ့လိုက်ပြီးတော့ share on ပြန်လုပ်အဲ့လိုပုံစံမျိုးကိုလုပ်ကြည့်ပါမယ်ပေါ့နော်58ပုတ်ရှိရဲဆိုအဲ့58ရက်ပေါ့ A1 နဲ့ပတ်သက်ပြီးတော့အရှင်လုပ်ကြည့်မယ်အဲ့လိုပြီးရဲ့ချိန်ကျမှနောက်ပိုင်းကျရင်A2 ဆိုရင် A2 B1 ဆို B1 B2 ဆို B2 ပေါ့အဲ့လိုတစ်ဖြည်းဖြည်းနဲ့တောက်အောင်ဒါတော့အခုကျွန်တော်ကိုနဲ့ပတ်သက်ပြီး challenge ပြန်ခေါ်တာပေါ့နော်ဒီ English program ကိုကျွန်တော်လုပ်မယ်အကယ်၍တခြားလူတွေလည်းကျွန်တော်နဲ့တူလုပ်ချင်တဲ့ဆိုရင်ပေါ့နော်ကျွန်တော် Telegram ကောက်ပေးမယ်ပေါ့နော်အဲ့ account မှာလာပြီးတော့ပြောပြီးတော့ကျွန်တော်နဲ့အတူလေ့လာလို့ရရတယ်အမှဆိုရင်တော့ကျွန်တော်အကယ်၍လာမဲ့လူတွေများတယ်ဆိုရင်ကျွန်တော် group တစ်ခုဖွဲ့ပြီးတော့ group မှာပေါ့နော်နေ့စဉ်နဲ့အမျှဒီဗီဒီယိုတစ်ခုကို YouTube ကနေပြီးတော့ပြန်ပြီးတော့ sharing လုပ်ပေးပြီးတော့အဲဥစားကိုလေ့လာပြီးသွားပြီဆိုရင်Danအနေနဲ့ပြန်ပို့ခိုင်းမှာပေါ့အကယ်၍ကျွန်တော်ပြီးသွားပြီဆိုလည်းကျွန်တော်ကဒီ TikTok မှာ Facebook မှာ YouTube မှာပြန်တင်မှာပေါ့နော်ကျွန်တော်ပြီးတဲ့ဥစ္စာကိုကျွန်တော်ကတော့ပြန်တင်မယ်ခြားလူတွေကကိုပြီးွားရေးဆိုပြီးတဲ့ဥစ္စာကိုတမ်းဆိုပြီးတော့ဒီ Telegram group မှာပေါ့နော်ဒီကလူတွေကကျွန်တော်နဲ့အတူလေ့လာခြင်းနဲ့ဆိုရင်ပေါ့နော်အဲ့လိုပို့ပေးလို့ရတယ်ပေါ့နော်ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်ဒီဥစ္စာကိုရှိုက်လိုက်ရတယ်ဆိုတာကိုနဲ့လည်းcommitment ဖြစ်ကြမယ်ခြားလူကိုလည်းpromise ပေးပြီးသားဖြစ်သွားဒီဗီဒီယိုလေးရိုက်လိုက်တယ်ပေါ့နော်နောက်ပြန်စာပြီးကျွန်တော်တေချာလေးလေးလာမယ်ဗီဒီယိုတော့ဟုတ်ပဲ3ခေါက်ပေါ့နော်ကျွန်တော်လုပ်မယ်ဒါတော့ဟိုကြည့်တော့ရန်တော့မဟုတ်အကြည့်တော့မဟုတ်သို့တော်လည်းတည်ရမလား consistency အဲ့လိုဖြစ်သွားအောင်ပေါ့စက်တိုက်လေးလေးလာပြရမယ်ကိုလည်းပို့ပြီးတော့ effective ဖြစ်နေရဲဆိုတဲ့ခံစားမှုလည်းပိုရနေအောင်ပေါ့နော်ကျွန်တော်ဒီ challenge လေးကို join မယ်ပေါ့နော်အဲ့တော့အားလုံးစိတ်ဝင်စားရဆိုရင်တော့ comment ပါပါပေါ့နော် hi နာဖြစ်ဖြစ် something reaction တခုပေးလိုက်ရပါပေါ့နော်ဒီနေ့တော့ဒီလောက်ပါပဲ thank you so much for watching me bye bye